သူ့ရဲ့ income က10x လောက်ဖြစ်လာတယ် လပိုင်းကနေဒီ12လပိုင်းလောက်ဆိုလို့ရှိရင်ဟိုသူ့ရဲ့ income ကအခုလောဆယ်မှာ6စားလောက်ပေါ့နော်လာဝါတော့ဒီကဘာလုပ်လဲဘယ်မှာလုပ်လဲကျွန်တော်ဖျောင်းနိုင်လုပ်ပါတယ်ဗျကျွန်တော်တငယ်ချင်းကျွန်တော်စက်ယုံပေးရသူ့နာမည်ကကိုဖြိုးတယ်သူကမနစ်ကFebruary မှာဆရာတီလိုက်ကြီးကိုစပြီး join တာ August လောက်မှာတွေ့ရတဲ့အချိန်မှာသူ့မမတ်မိလောက်အောင်ပြောင်းလဲသွားတာတွေ့ရဗျဘယ်လိုပြောင်းသွားလဲဆိုတော့သူအရက်ပြတ်သွားတယ်ပြီးတော့ silly ပြတ်တယ်ပြီးတော့သူ့ရဲ့ income က10x လောက်ဖြစ်လာတယ်အဲ့ဒါကြီးဖြစ်လာတယ်ဟုတ်အဲ့ဒါတွေ့ခဲ့ရတယ်အဲ့နဲ့သူကဒီတင်တန်း join ဖို့ကျွန်တော်ပြောတယ်ဗျကျွန်တော်တို့ဒီလူငယ်ပိုင်းတွေတော်တော်များများကျွန်တော်တို့ ਨੇ ပြီးဆက်တဲ့လူငယ်တော်တော်များများလည်းအရန်အားကြတယ်ကျွန်တော်တို့ဒီစိုင်းပိုင်းရှင်အကိုပေါ့သူဆိုလို့ရှိရင်ဒီ2025ဒီ8လပိုင်းအစောပိုင်းလောက်မှာသူကဒီ TNG ကိုစတက်တယ်စတက်ပြီးတော့ဟိုကျွန်တော်တို့လုပ်ငန်းကျတော့ဆိုင်ငယ်ရောင်းဝယ်ကျွန်တော်တို့ကဈေးကွက်မှာလည်းစဖောက်တာလည်းမကြသေးဘူးဒါပေမဲ့လို့နည်းဟိုခက်ခဲတွေပြီးတော့ဒီအတိုက်ခိုက်တွေလည်းရမ်းများတယ်အကိုကလည်းဒီရမ်းစိတ်ပစ္စည်းတွေများတာပေါ့နော်များတော့အဲ့အချိန်မှာသူကဒီတင်တန်းကိုစတက်မယ်ပြီးတော့ဒီသူနဲ့အတူလက်တွဲလုပ်ခဲ့တဲ့ကျွန်တော်တို့လည်းတွဲခေါ်မယ်အကုန်လုံးသူတင်းလာတဲ့ဟာတွေမှလည်းမရအောင်ညီလေးတို့အကုန်လုံးချပြတယ်ပြီးတော့ဒါညာတိုင်းမှာ train ပေးတယ်ဒါအဲ့အတွက်ကြောင့်မလို့သူရဲ့ဒီတိုးတက်လာပြောင်းလဲလာတာကျတော့သူကဘယ်လောက်ပဲဒီအတိုက်ခိုက်ပဲများများသူကနေသူအေးစေးသူ့ပုံစံအရင်တည်ငြိမ်လာတယ်ပြီးတော့သူ့ရဲ့ income ဆိုလို့ရှိရင်လည်းခုဆိုလို့ရှိရင်8လပိုင်းကနေဒီ12လပိုင်းလောက်ဆိုလို့ရှိရင်ဟိုသူ့ရဲ့ income ကအခုလောဆယ်မှာ6စားလောက်ပေါ့နော်ကျွန်တော်တို့အရင်ရော်လီလည်းအဆင်ပြေတယ်ပြီးတော့ညီတို့တို့လည်းအရင်ဟုတ်ကဲ့ဗျ6စားလောက်ဒီကိုတက်သွားတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့လည်းသူကိုယ်တိုင်ပဲတင်တန်းကိုလမ်းညွှန်ပေးတယ်ပြီးတော့သူကိုယ်တိုင်ပဲအပ်ပေးတယ်ကျွန်တော်တို့